လေးကိုကြိုပါမယ်အစီပြအောင်ခဏနေအုပ်ထားပါမယ်နော်ဒါလေးကတော့အစီလေးတွေပြအောင်အဖုံလေးအုပ်ထားပါမယ်ဒါလေးကတော့တာကူလေးကိုစစ်လိုက်ပါတယ်စစ်လိုက်ပြီးတဲ့အခါကျတော့အုံမှုရယ်စားလေးရယ်တခြားလေးရယ်သူချောက်ချောက်လေးဝေးလိုက်ပါတယ်ခွေပြီးသားပြီဆိုလို့ရှိရင်ဒါကူဘန်လေးထဲထည့်ပြီးတော့ထည့်ထားပါမယ်နှက်ဖို့အတွက်ပေါ့နော်တော့ဘန်လေးတွေကိုထည့်လိုက်ပါပြီထည့်ပြီးတော့အုံလုံးနဲ့ဂျုံနဲ့ကိုကြိုထားတာလေးပါဒါလေးကညောင်စီးကြောက်ပါပြီညောင်စီးကြောက်ပါပြီဆိုတော့အပေါ်ကနေထည့်ပါတော့မယ်ဒါလေးကတော့တာကူလေးပေါ့ကိုအုံလုံးနဲ့ဂျုံနဲ့ကြိုထားတာလေးကိုတင်ပြီးသွားပါပြီဒါကိုနှက်ပါတော့မယ်ရှင်ဒါလေးကတော့မိနစ်20กินလိုက်တာကျသွားပါပြီရှင်ဒါလေးကတော့နှစ်ပန်းလုံးကျသွားပါပြီရှင်နှစ်ပန်းလုံးကျသွားပါပြီ